ညံ့ဟာတဲလေးတို့သူကကြတော့ကပါတော့တချောင်းကိုဘယ်လောက်ပေးရလဲဆိုတော့1250ပေးရတယ်ပေါ့နော်သူကနှစ်ချောင်းပါတာတန်တယ်ဒီမှာပွဲကြီးလိုက်ရတယ်ဘဝရင်ကအယောင်းတာ9ပေရန်ခေါ်တယ်နော်သူကြစားကြပါအောင်အောက်ကမုံငင်းလေးတွေကိုသူကပေါ့နော်ဖြော်ထားတာ နဲ့ခါချုံလို့ပြောရတယ်ဒီမြဟင်းတာငါတို့မွေးရအမေရဲ့စီးတဲ့ဟာနဲ့စား တူလမ်းလေးဆိုင်ကောင်းရတဲ့ခွားလေးကိုတော့ခွားရတယ်ကျွတ်ကျွတ်နဲ့ဟိုကရမ်းကောင်းတယ်ပေါ့နော်မုံငင်းလေးတွေကိုခုမှရောတာဆိုတော့ပူပူနွေးနွေးနဲ့စားလို့ကောင်းဒီပုံစံလေးသူ့ကိုဒီ9ပေတဲ့နဲ့ရောဆိုင်ရင်ပိုကောင်းတယ်9ပေရန်ဆိုတဲ့အတိုင်းမှသူက9ရတာလေးပေါ့နော်9ရတာလေးကိုလည်းရတယ်ဘုံရင်းလေးနဲ့တော့စားတာပိုကောင်းတယ်ဘုံရင်းလေးကချူချူလေးချင်းလေးကဆက်ဆက်လေး အဲ့ဒီလိုကတော့ဒီလေးကြလူရှိလေး ဟုတ်တယ်အရှိလေးနဲ့ထဲရရိုက်ပြပေးမယ်နော်အဖမ်းမပါပဲဒီလိုပုံစံမျိုးလေးပေါ့နော်လို့ရှိလေးတွေဒီမှာသူကကြအချင်းကွာလေးပေါ့နော်အရင်ကောင်းနေဟာကြမဲပေါင်းလည်းရကြမဲပေါင်းတိတ်ပြီးမကြရဘူးမစားတော့ဟမင်းနေ့ရက်တလောက်ပဲ